လူတယောက်ရဲ့ခေါင်းပေါ်မှာနေကြာပန်းတွင်ပေါက်လာခဲ့တယ်။သူကမှန်တဲ့ကြည့်တဲ့ကအဲ့ဒီပင်ကအရန်ရုပ်ဆိုးတယ်လို့ခံစားရတာကြောင့်ဆွဲနှုတ်ပလိုက်တယ်။မြေပေါ်ကျသွားတဲ့နေကြာပန်းဟာအမြစ်တွေတွဲပြီးကျင်တန်လာကရွှေရောင်နေမင်းလုံးလေးတစ်လုံးကိုထွေးထုတ်ပေးခဲ့တယ်။အဲ့ဒီနေမင်းလုံးကိုစားလိုက်တဲ့အခါလူဟာတစ်ကိုယ်လုံးပူနွေးလာပြီးခဏကြာမှတော့သူ့ခေါင်းပေါ်မှာပဲစိပြည့်တနက်ပင်တစ်ခုထပ်ပေါက်လာပြန်တယ်။သူကဒါပူလောင်ရုပ်ဆိုးတယ်လို့ထင်ပြီးထပ်နှုတ်ပလိုက်တယ်။အဲ့ဒီကပဲစိပြည့်ပင်ကသူ့ကိုပြန်ပတ်ထုတ်လိုက်လို့သူကအပင်ကိုအပြင်ဘက်ကိုလွှင့်ပြလိုက်တယ်။အဲ့ဒီချိန်မှာပဲသူ့ရဲ့ရန်သူဖြစ်တဲ့မော်စရာတယောက်ရောက်လာတယ်။အဲ့ဒီမော်စရာကသူ့ကိုစားဖို့ဖုတ်ကောင်တစ်ကောင်ကိုဖန်တီးလိုက်တယ်။ဒါပေမဲ့အပြင်ကိုလွတ်ပစ်ခံထားရတဲ့ပဲစီပြစ်ပင်ကဖုတ်ကောင်ကိုအဆက်မပြတ်ပစ်ခတ်တိုက်ခိုက်လို့ဖုတ်ကောင်ကချက်ချင်းပဲလဲကျသွားခဲ့တယ်။မော်စရာလည်းဒဏ်ရာရသွားပြီးအရန်ဒေါသထွက်သွားတာကြောင့်သူ့ရဲ့ပေါင်းပါတွေကိုခေါ်ပြီးဖုတ်ကောင်တွေအများကြီးထပ်မံဖန်တီးလိုက်တယ်။ဖုတ်ကောင်အုပ်ကြီးဟာလူရဲ့အိမ်ကိုဝိုင်းထားလိုက်ကြတယ်။ပဲစီပြစ်ပင်ကပြန်ခုခံပြီးမဲ့သူ့ရဲ့တိုက်ကွက်တွေကလုံးမဖြစ်တော့ဘူး။ဒါကိုကြည့်ပြီးမော်စရာကလူဟာတေပြီလို့မှတ်ယူကအရန်ဝင်ကြွားနေခဲ့တယ်။ဒါပေမဲ့လူဟာနောက်ထပ်နေမင်းလုံးတစ်လုံးကိုထပ်မံပြုတ်လုပ်လိုက်တယ်။အဲ့ဒီနေမင်းလုံးရဲ့စွမ်းအင်ကိုရရှိသွားတဲ့အခါပဲစီပြစ်ပင်ဟာကြီးထွားလာပြီးပြင်းအားကောင်းတဲ့ကြည်စံကိုပြစ်ထုတ်လိုက်တယ်။ဖုတ်ကောင်အုပ်ကြီးဟာတစားစီပေါက်ကွဲသွားပြီးမော်စရာနှစ်ယောက်လည်းဒဏ်ရာအပြင်းထန်ရသွားခဲ့တယ်။သူတို့ဟာနောက်ဆုံးလက်နက်အနေနဲ့သူတို့ရဲ့အသက်ကိုရင်းပြီးတင်မင်းကိုဖန်တီးခေါ်ယူလိုက်ကြတယ်။ပဲစီပြစ်ပင်ကတင်မင်းကိုဇက်တိုက်တိုက်ခိုက်ပြီးမဲ့ဘာမှအရာမထင်တဲ့ပြင်အပင်လေးဟာတဖြည်းဖြည်းသေးတိမ်သွားခဲ့တယ်။နောက်ဆုံးမှတော့တင်မင်းဟာပဲစီပြစ်ပင်ကိုတလုတ်ထဲနဲ့စားပစ်လိုက်တယ်။တခုခုမားနေပြီဆိုတာကိုလူကသတိထားမိသွားပြီးအေယာမနေမင်းလုံးကြီးတစ်လုံးကိုဖန်တီးလိုက်တယ်။အဲ့ဒီကကောင်းကင်တစ်ခုလုံးလင်းထိန်သွားပြီးတင်မင်းဟာလည်းနေအောင်ကြီးအောက်မှာပျောက်ကွယ်သွားခဲ့ရပါတော့တယ်။